ကဘာမမလွန်ဆွေးနိုင်သူချင်းနေရဲ့ကံကြောင့်တရားကတော့ချင်းနေပါမယ်တို့နေရောက်ချင်းနေတယ်မဖြစ်နိုင်တာကိုတွေ့ရင်ငါတို့နှစ်ဦးအဝေးသွားကြပါစေချစ်ဆုံးရဲ့ကဲအားလုံးပဲမင်္ဂလာပါဗျာနော်ကိုပြေး channel လေးကနေပြန်လည်ပြီးတော့နှွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာနော်အခုဗီဒီယိုဖိုင်လေးဘာကြောင့်တင်ရလဲဆိုတော့အခုဒီမှာအားလုံးပဲမြင်မယ်တွေ့မယ်သိမယ်လို့လည်းမျှော်လင့်ပါတယ်ဗျာအခုဗီဒီယိုဖိုင်လေးကိုမြင်တဲ့မိတ်ဆွေလေးတွေအားလုံးပဲတက်နိုင်တယ်များလမ်းမလေးတွေမနှိပ်ကြသေးရမိတ်ဆွေလေးတွေလမ်းမလေးတွေနှိပ်ပေးပါ channel လေးကို subscribe မနှိပ်ကြသေးရမိတ်ဆွေလေးတွေများပိုင် channel လေးကို subscribe လေးနှိပ်ပေးပါအောင်ဗျာနော်ကိုရင်မိတ်ဆွေတွေအားလုံးပဲကျွန်တော်တို့ဒီဗီဒီယိုဖိုင်လေးကိုဝင်နေဆိုပြီးအစအနေအလဲအစုံပြီးဆုံးနိုင်အောင်တော့ကြည်ပေးသွားကြပါဗျာနော်ဗီဒီယိုဖိုင်လေးကိုမြင်နေတွေ့တဲ့မိတ်ဆွေလေးတွေအားလုံးပဲဗီဒီယိုဖိုင်လေးကိုအစအနေအလဲအစုံပြီးဆုံးနိုင်အောင်ကြည်သွားပါကြော်မသွားပါနဲ့ဗျာနော်မနက်ဖြန်28ရက်အားလာ2026 12နာရီတမီးနဲ့အတွက်လာရောက်ဗီဒီယိုဖိုင်လေးတင်ပေးခြင်းပဲဖြစ်ပါတယ်လူဟောင်းတွေပါလို့ရှိရင်လည်းကျွန်တော်ရဲ့မွေးကနန်း68ကိုဘလောက်ဖိုးလေးရတဲ့ဘလောက်ဖိုးလေးပေါက်တယ်ဆိုတော့ပေါက်ကြီးလေးတွေတော့မှန်ပြီးကြပါအောင်ဗျာနော်ပေါက်ကြီးလေးတွေမှန်ပြီးတဲ့မိတ်ဆွေလေးတွေအားလုံးလည်းကျွန်တော်တို့မနက်ဖြန်ဒီကျွန်တော်ရဲ့ခုနလွှင့်ခဲ့တဲ့ live လေးရဖြတ်သွားတာဖြစ်တဲ့အတွက်ဘန်းသွားပြီဖြစ်တဲ့အတွက်ကျွန်တော် DV အကောင့်လေးကနေဗီဒီယိုဖိုင်လေးတင်ပေးလိုက်ပါတယ်ဗျာနော်အခုဗီဒီယိုဖိုင်လေးကိုမြင်နေတွေ့တယ်ဆိုရင်ကိုရင်မအားလုံးပဲကြော်မသွားပဲအစားအနေအလဲအဆုံးပြီးဆုံးနိုင်အောင်ကြည့်ပေးပါဗျာနော်ခြာတာပတိရဲ့တောက်ကြရဲ့ကန်ဆက်ချင်တဲ့မိတ်ဆွေလေးတွေများရှိရင်အားလုံးပဲကန်ဆက်လို့ရပါပြီဗျာနော်ကန်ဆက်ကြီးလေးကိုလည်းကျွန်တော် comment ထဲမှာရေးပေးပါမယ်ကန်ဆက်နံပါတ်လေးရေပဲဖြစ်ပါတယ်ဗျာနော်ကန်ဆက်ချင်တဲ့မိတ်ဆွေလေးတွေအားလုံးပဲကိုပြည့်နဲ့အတူတူကန်ဆက်လို့ရပါပြီနော်ကဲကိုရီမိုင်းအားလုံးပဲကျွန်တော်ရဲ့အခုဗီဒီယိုဖိုင်လေးကိုမြင်နေတွေ့ရဆိုတဲ့မိတ်ဆွေလေးတွေကြော်မသွားပဲအစအနေအလဲအဆုပ်ပြီးဆုံးနိုင်အောင်တော့ကြည်သွားပြီးဖို့မြစ်တာရက်ခံပါတယ်ဗျာနော်မနေ့ပြန်မနေ့မှာပတ်မဲ့ပတ်တီးလေးကိုလည်းကိုကြီးဘက်ကနေအားလုံးကိုပြောပြပေးပါမယ်ဗျာနော်ကဲ68မှာမွေးကနန်းလေးမှာရကြတဲ့ဆိုတဲ့မိတ်ဆွေလေးတွေအားလုံးလည်းဗီဒီယိုဖိုင်ရကြတဲ့ဆိုတဲ့မိတ်ဆွေလေးတွေပေါက်ကြီးလေးတွေမှန်ပြီပါဂျာတာပရီရဲ့တောက်ကြရဲ့အဓိကကန်ဆက်ခြင်းတဲ့မိတ်ဆွေလေးတွေကန်ဆက်လို့ရပါပြီကန်ဆက်ကြီးရဲ့ကန်ဆက်နံပါတ်လေးရဲ့ like show လေးရဲ့ comment ထဲမှာကျွန်တော်ဗီဒီယိုဖိုင်လေးရဲ့ comment ထဲမှာကျွန်တော်ကိုပြည့်ရေးပေးထားမှာပဲဖြစ်ပါတယ်ဗျာနော်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲမနက်ဖြန်မနက်မှာပတ်မဲ့ပတ်တီးကတော့နှစ်ပတ်တီးပဲဖြစ်ပါတယ်ဗျာနော်မနက်ဖြန်မနက်မှာပတ်မဲ့ပတ်တီးကနှစ်ပတ်တီးပါနှစ်နဲ့ပတ်သက်ပြီးတော့20မှာ1ကဲ20မှာ9ရယ်ဆိုတဲ့ကဏ္ဍလေးပဲဖြစ်ပါတယ်ဗျာနော်ကဲကိုရီမိုင်းအားလုံးပဲအခုဗီဒီယိုဖိုင်လေးကိုမြင်နေတွေ့တယ်ဆိုရင်ကြော်မသွားပဲအစားအနေအလဲအဆုံးပြီးဆုံးနိုင်အောင်ကြည့်သွားပါလမ်းမလေးတွေမနှိပ်ကြတဲ့လမ်းမလေးနှိပ်ပေးပါလူဟောင်းတွေကိုလူတစ်တွေရောမြင်နေဆိုရင်တော့ကိုရီမအားလုံးပဲမြင်ခဲ့တဲ့သူတွေအကြောင်းလေးတွေပြောပေးပါဗီဒီယိုဖိုင်လေးဦးနာလွှင့်ခဲ့တဲ့ live show လေးပြတ်သွားပြီဖြစ်တဲ့အတွက်ပါဗျာနော်ကဲအားလုံးပဲကံကောင်းကြပါသည်အစီအပြေကြပါသည်မင်္ဂလာပေါင်းနဲ့ပြည်လုံးနဲ့ညာချမ်းလေးတွေကိုလည်းအမြဲတမ်းထာဝရပိုင်ဆိုင်နိုင်ကြပါစေဗျာနော်ကိုရီမအားလုံးပဲကန်ဆက်ချင်တဲ့မိတ်ဆွေလေးရှိရင်လည်းကိုပြည့်နဲ့အတူတူကန်ဆက်လို့ရပြီဆိုတဲ့အကြောင်းပြောကြားရင်းနဲ့ဗီဒီယိုဖိုင်လေးကိုဒီမှာလိုက်နားရပါတယ်ဗျာနော်အားလုံးတက်တာပါ